အခုရောက်ရှိနေတဲ့ mass လတစ်လတာပေါ့နော်ဒီ3လပိုင်းတစ်လအတွင်းမှာကြုံတွေ့ရနိုင်တဲ့ငွေကြေးကံနောက်တစ်ခါအခြေကံပေါ့နော်ဒါလေးနဲ့ပတ်သက်ပြီးကြည့်ပေးမယ်အရင်ဆုံးလေကျွန်မဘာတွေ့လဲဆိုရင်ဒီမှာ 501ငွေကြေးနဲ့ပတ်သက်လာရင်တော့နည်းနည်းလေးပြဿနာများနေတဲ့ကာလလို့မြင်ပါတယ်အတော့ဒီမှာတစ်လလုံးတော့မဟုတ်ဘူးပေါ့နော်ဒီ3လပိုင်းရဲ့ပထမအဆုံးတစ်ပတ်10ရက်အဲ့ကာလအတော်တင်မှာငွေကြေးနဲ့ပတ်သက်ပြီးတော့ရန်များနေရတတ်တယ်ကိုရစရာရှိတဲ့ငွေတွေတောင်းမေဆိုရင်လေကိုကဥပမာကွာတခြားလူတစ်ယောက်ကိုကအကူအညီပေးထားတယ်ကိုကအခုချိန်မှာခက်ခဲနေတဲ့အခါသူ့ဆီကနေပြန်ပြီးတော့ငွေကြေးပြန်ပြီးတော့ဟိုပါနော်ပြန်ပြီးတော့တောင်းတဲ့အခါကျအလွယ်တကူမရဘူးတော်တော်လေးပြဿနာတွေများပြီးတော့မှရန်များပြီးတော့မှလေရမယ်ဆိုတဲ့ပုံစံမျိုးတွေတွေ့ရတယ်เนาะပြီးတော့ငွေကြေးနဲ့ပတ်သက်လာရင်ပေါ့နော်ကို့ရဲ့အိမ်အောင်ဘက်ရှိရဲဆိုတော့အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့ရန်များနေရတတ်တယ်ဆိုပုံစံမျိုးလေးတွေတွေ့ရတယ်เนาะညှိနှိုင်းဖို့ခက်တယ်ပေါ့เนาะပြဿနာလေးတွေများနေတတ်တယ်ဆိုအနေထားမျိုးလေးတော့ရှိနေပါတယ်เนาะဒါပထမဆုံးတစ်ပတ်10ရက်ကာလအတော်တင်ပေါ့အဲ့တော့ဒီမှာနောက်ပိုင်းကာလတွေမှာတော့ငွေကြေးနဲ့ပတ်သက်ပြီးအဆင်ပြေနေအလားလာတော့မြင်ပါတယ်ဒါပေမဲ့ဘာလို့တတိထားရမလဲဆိုရင်လေကိုယ့်လက်ထဲမှာပတ်စံရလာပြီဆိုရင်လိုရာထက်ပို့ပြီးတော့3ချိန်ဆွဲချင်တာတွေလောဘတကြီးเนาะဝယ်ချင်ချမ်းချင်တာတွေဒါလေးတွေတော့စင်စင်ပြီးမှရပါလိမ့်မယ်လို့မြင်ပါတယ်เนาะစီးပွားရေးနဲ့ပတ်သက်လာရင်လေကိုရရှိထားတဲ့အောင်မြင်မှုတွေကိုထိမ့်သိမ့်ဖို့လိုအပ်နေရသီလားเนาะအလုပ်ငန်းအဆင်ပြေလာတာနဲ့အမျှနဲ့ချို့တွေကကြတော့လေလုပ်ငန်းထပ်ပြီးတော့တိုးချဲ့ခြင်းတဲ့အရာလေးတွေဖြစ်တတ်တယ်ဒီကာလတွေမှာလေလုပ်ငန်းတိုးချဲ့ဖို့တော့ဖြစ်နိုင်ရင်တော့ကျွန်မမလုပ်စေခြင်းသေးဘူးငွေကြေးဆုံးရှုံးမှုတွေဖြစ်လာနိုင်တဲ့ဆိုတဲ့ပုံစံမျိုးအဓိကလောဘမကြီးသင့်ဘူးဆိုတဲ့အနေအထားမျိုးပေါ့နော်ကိုကလေလောဘတကြီးနဲ့ပေါ့နော်ငွေလုပ်ငန်းစီးပွားရေးထပ်ပြီးတိုးချဲ့လိုက်တဲ့အခါမှာအဲ့တိုးချဲ့လိုက်တဲ့အရာကလေစီးပွားပေါ့နော်အလောက်အကိုင်းနဲ့ပတ်သက်ပြီးတော့အကြံစီလေးတွေမှားတတ်တယ်နော်အဲ့လိုမျိုးအနေအထားမျိုးတွေရှိတယ်ကဲဒါပေမဲ့လေဒီနောက်ဆုံးပေါ့3လပိုင်းရဲ့ဒီနောက်ပိုင်းကာလတွေပေါ့နော်နာဝက်ကနေပြီးတော့နောက်ပိုင်းပေါ့နော်နာကုန်ဒီကာလတွေမှာသက်ဆိုင်ကတ်ကြလာတဲ့အတွက်တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့တော်တော်လေးအဆင်ပြေမဲ့အလားအလာတွေကိုမြင်တွေ့ရတယ်ပေါ့နော်အဲ့ခါကျတော့လေကျမပြောချင်တာကအဓိကဒီကာလထဲမှာဖြစ်နိုင်တော့စီးပွားရေးတိုးချဲ့လုပ်တာမျိုးကိုခဏလောက်တော့သိခံပြီးတော့စောင့်ဆိုင်စေချင်ပါတယ်ဒါပေမဲ့ဒါက general reading နော် general reading ဖြစ်တဲ့အတွက်ကောင်းတဲ့အရာလေးပဲယူပေါ့နော်ကျမကတော့ဒါကတ်ကြထားတဲ့အတိုင်းဟောပြရဆိုတဲ့အတွက်သတိထားမယ့်အရာလေးတွေကိုထည့်ပြီးတော့ပြောပြထားတာအခြေခံနေနေတော့လေဒီကာလအတွင်းမှာချစ်သူတွေကြောက်တဲ့ကြောက်ကြတဲ့မှာလေတိတ်ပြီးတော့အစိတ်ကတ်နေတဲ့အလားအလာတွေအနေအထားမျိုးတွေရှိမနေဘူးလို့ပြောလို့ရရပါတော့ကိုယ့်ရဲ့ချစ်သူကဒါမှမဟုတ်ကိုယ်တိုင်ကလေတနေ့တစ်ချင်းကိုထွက်သွားခြင်းစိတ်တွေနော်နောက်တစ်ခါကိုယ့်စိတ်ထဲမှာလေရွေးချယ်ရခတ်နေတဲ့အရာလေးတွေပြများနေရတဲ့ပုံစံလေးတွေဖြစ်နေတတ်တယ်နော်ပြီးတော့ဘယ်လိုမျိုးအနေအထားမျိုးရှိခဲ့လဲဆိုရင်ပေါ့နော်တောက်နဲ့တောက်ကြတဲ့မှာလေတော်တော်လေးကိုသွေးအေးနေတဲ့ပုံစံမျိုးလေးကျမတွေ့ရတယ်เนาะဒီအိပ်ပျော်ဖို့တောင်ခတ်တယ်စိတ်ပင်ပန်းနေရဲ့စိတ်ရောကိုယ်ရောလူရောအကုန်ပင်ပန်းနေရဲ့ဆိုရင်အနေအထားမျိုးလေးတွေ့ရတယ်ပေါ့เนาะဒါပေမဲ့အခုဒီဗီဒီယိုကြည့်နေတဲ့သူလေးတွေထဲမှာလေမိသားစုဘဝတစ်ခုကိုထူထောင်ခြင်းတဲ့သူတွေကချစ်သူတွေဆိုရင်မိသားစုဘဝတစ်ခုကိုထူထောင်ခြင်းနေတယ်ဆိုတဲ့အနေအထားမျိုးလေးအထိရီမန်ထားတဲ့သူလေးတွေကဒီကာလထဲမှာနည်းနည်းလေးအဆင်မပြေပြည့်နေရပါတော့เนาะကြံ့ကြာနေတဲ့အပိုင်းလေးတွေတွေ့ရတယ်ပေါ့เนาะလက်ထပ်ဖို့အတွက်ကိုမျှော်လင့်ထားတဲ့သူလက်ထပ်ဖို့အတွက်ကိုတိုင်ပင်ထားတဲ့သူတွေပေါ့เนาะရည်ရထားတဲ့သူတွေဒီကာလထဲမှာနည်းနည်းကြံ့ကြာနေတဲ့အပိုင်းလေးတွေတွေ့နေရတယ်เนาะပြီးတော့ကိုယ့်ရဲ့ပေါ့နော်ကိုရရှိထားတဲ့အရာကလေကိုယ့်အတွက်ကောတကယ်ဟုတ်ရဲ့လားဆိုပြီးတော့လေတန်တရားတွေပြန်ပြီးတော့ဖြစ်မိတဲ့ကာလတွေဖြစ်အထူးသဖြင့်တော့ဒီ3လပိုင်းတစ်လတာကတော့တောက်နဲ့တောက်ကြတဲ့မှာနားလည်မှုလေးရှိနေရဲဆိုရင်တော့အဆင်ပြေပြေနဲ့ပြီးဆုံးသွားမယ်ပေါ့နော်အဆင်ပြေပြေနဲ့အရာအားလုံးကပျော်ရွှင်ငြိမ်းချမ်းရမယ်ဆိုတဲ့အနေအထားမျိုးတွေတွေ့ရတယ်အဓိကအပေးယူမျှဖို့နော်တောက်နဲ့တောက်ကြတဲ့မှာတောက်ရဲ့စိတ်ခံစားချက်ကိုတောက်ကနားလည်ပေးဖို့နော်ဒါလေးတော့အရေးကြီးအဲ့လေးမှမရှိဘူးဆိုရင်တောက်ကတောက်ကြတဲ့မှာဒီကာလအတော်နဲ့မှာမလိုအပ်ဖက်နဲ့ပေါ့နော်ဝေးသွားရတယ်ဆိုတဲ့အနေအထားမျိုးလေးရှိနေရဖြစ်တဲ့အတွက်တတိထားပြီးတော့ဆင်ခြင်ပေးပါပြီးတော့လမ်းခွဲသွားပြီးတဲ့သူလေးတွေအတွက်ပေါ့နော်အခုချိန်မှာအခြေအနေနဲ့ပတ်သက်ပြီးတော့ပြင်ပန်းစင်းရဲနေရဆိုရင်လည်းဒီကာလအတော်တင်မှာ3လပိုင်းလအတော်တင်မှာလေကိုယ်စိတ်ကိုပြန်ပြီးတော့ကုစားနိုင်မယ်ဆိုတဲ့အနမိတ်မျိုးလေးတွေကျွန်မတွေ့ထားတယ်နော်အဲ့တော့အဆင်ပြေပါတယ်အရန်ကြီးစိုးဝါအခြေအနေတော့မဟုတ်ပါဘူးနော်